ที่มีโดนารักสตอแล้วก็พี่ยอนี่เนาะที่มี follow นี่เนาะที่ที่บ้านมหากตินี่မြန်မာ celebrity TV นี่เอาไว้ post เราไว้ได้ interview คัลเลอร์เนาะดักซอลคัลเลอร์ interview ไว้ได้ก็พี่ยอคว้าแกดูแลมีราจอดแท้เอาหมดเนาะดอเอาไว้เฮมาบุระดาจีก็ลอดชีละกันยอบ้าก็บ้าเคละคือมุยฮับโลเนาะผู้ด้านนี้แค่นี้ยังก็ดีกว่าแต่เอาไว้วิดีโอมีวินี่ยังก็เทปยาที่เอาไว้เต็มนี่ที่ผ่านเลยมั้งเนาะโอเคนั่นน่ะเลยတကယ်ဖြစ်ပြမဲ့ကြုံနေနေဆိုကိုရီဆိုဒီချိန်မှာဆိုနေတော့မှာတော့မဟုတ်ဘူးเนาะလိုမျိုးတကယ်ဖက်မပြောကောင်းဆိုတော့စစ်ဖြစ်ပြီးဟဲ့ဆိုကိုရီထွက်တိုက်ရမှာလေကိုရီအသက်ရွယ်အရက်မောင်းနေဆိုထွက်တိုက်ရမှာအဲ့လိုမျိုးပုံစံပေါ့เนาะဒီကလေးတွေလူမမယ်ပေါ့စာသင်ပြီးပျော်နေရမယ့်အချိန်ဒီမြေပြင်မှာပျော်ပျော်ပါပါကစားနေရမယ့်အရွယ်တွေကဒုက္ခတွေကြားထဲမှာထမင်းငတ်ဟင်းငတ်ရေငတ်ဆိုတာနဲ့ပြေးလွှားနေရတယ်ဝေကျွေးရကြောက်စရာကြီးဗျဆယ်သိန်းမှာတနေ့ကကရင်ပြည်နယ်မှာလားကရင်လူမျိုးတွေပေါ့နော်စစ်ဘေးရှောင်တွေကိုကျွန်တော်ဆယ်သိန်းမှတီဗီလှူလိုက်တာပေါ့နော်ဆယ်သိန်းဖန်ထဲမှာလည်းတိုင်းသားပေါင်းစုံရှိတာပေါ့ဒီတင်းဆိုရင်ညီမလေးကအမြဲbig fan ပေါ့နော်သူကနေမှမေးတာပေါ့လှူအောင်မလားတဲ့လှူမှာပေါ့လို့ဒီကိစ္စလှူသင့်တယ်လို့ကျွန်တော်ဆယ်သိန်းမှတီမယ်လို့ဂျန်နဲ့ဖန်တွေထည့်ပါစေဆိုပြီးတော့သူကခေါင်းခံပြီးတော့အခုအကုန်လုပ်ပေးတာပေါ့နော်ကျွန်တော်ရဲ့အားပေးနေကြဒီလုပ်ငန်းရှင်အမတွေကလည်းထည့်ကြပါတယ်10သိန်းလို့ပေါ့အကုန်ဝင်ပါလာကြတယ်ဟုတ်တယ်ဗျာစက်တောင်မကြည့်နိုင်ဘူးအဲ့ပုံတွေအတွက်ကိုလေတော်တော်လေးကိုစက်တောင်မကြည့်နိုင်ဘူးအဲ့တော့ဒီငါရှာထားပွေသားသမျှတွေကတလောက်လေးဖဲ့လို့ရတာအပန်းမကြည့်ဘူးပေါ့နော်နှစ်စတွေကလည်းကိုယ့်ရဲ့လုံအားနဲ့ပါတာအလှလေးနဲ့စထားတာဆိုတော့2021အစမှာလှူတာနဲ့စထားတာဆိုတော့ဒီနှစ်တစ်နှစ်လုံးကတော့တေးသွားရင်တော့မှာပေါ့နော်ကိုနောက်ပါမယ်အလုပ်ပုံများလုပ်မယ်ပေါ့ရုပ်ရှင်ထဲမှာတွေ့တာတော့မှခက်ခဲကြမ်းတမ်းတာလေတကယ်ဖြစ်ပြမဲ့ကြုံနေနေဆိုကိုရီဆိုဒီချိန်မှာဆိုနေတော့မှာတော့မဟုတ်ဘူးเนาะလိုမျိုးတကယ်ဖက်မပြောကောင်းဆိုတော့စစ်ဖြစ်ပြီးဟဲ့ဆိုကိုရီထွက်တိုက်ရမှာလေကိုရီအသက်ရွယ်အရက်မောင်းနေဆိုထွက်တိုက်ရမှာအဲ့လိုမျိုးပုံစံပေါ့နော်ဒီကလေးတွေလူမမယ်ပေါ့စာသင်ပြီးပျော်နေရမယ့်အချိန်ဒီမြေပြင်မှာပျော်ပါပါကစားနေရမယ့်အရွယ်တွေကဒုက္ခတွေကြားထဲမှာထမင်းငတ်ဟင်းငတ်ရေငတ်ဆိုတာနဲ့ပြေးလွှားနေရတယ်ဝေကျွေးရကြောက်စရာကြီးဗျအဲ့ဒီဟာကြီးကအကန့်ကြမ္မာကြီးอ่ะเนาะမလွယ်ဘူးဟုတ်ကဲ့ကိုလည်းသွားကူလို့မရပြန်ဘူးလေကိုသွားကူလည်းခုနလိုလေဝင်တိုက်မှာပဲရမှာလေစစ်သေးဝင်ပြီးတော့အဲ့လိုမျိုးဝင်တိုက်မှာပဲရမှာဆိုတော့ဘလို့အားပေးရမလဲပေါ့ကျွန်တော်တို့အားတွေဘလို့ရောက်နိုင်ဖို့အခုလိုမျိုးတစ်ဖက်တစ်လမ်းလှူဒန်းတာတွေတက်နိုင်တာတွေလုပ်ပေးတာတွေပေါ့နော်ကျွန်တော်တို့ရဲ့ voice တွေကကျွန်တော်တို့ voice တွေကပို့ပြီးတော့အတန်ပို့ကျဲတယ်ပေါ့နော်ကျဲတယ်ဆိုတော့ခုလိုမျိုးပေါ့မာ TV လှူလိုက်တယ်ဆိုလို့ရှိရင်မီဒီယာလည်းမြင်သွားမယ်ကျွန်တော် fan တွေလည်းမြင်သွားမယ် fan မှာ1000တက်နိုင်1000တက်နိုင်လှူလာကြမယ်အဲ့ဒီအလှူတွေအကုန်လုံးကတကယ်ရောက်သွားနိုင်တဲ့လူလက်ထဲကနေမှတကယ်ရောက်သွားမယ်ဆိုလို့ရှိရင်အထောက်အကူတွေအများကြီးဖြစ်လာနိုင်ပါတယ်ဟုတ်အဲ့လိုမျိုးပဲကျွန်တော်တို့ကတက်နိုင်တာပေါ့နော်ဟုတ်တာရုခေါ်ရတာပေါ့ကိုပေါ့နော်အဖေနဲ့မေကိုလည်းအမြဲတမ်းရှေ့တန်းတင်ပြီးတော့အမြဲလှူပစ်တယ်လေသူကနာမည်ပြည့်မိဘနာမည်နဲ့စပြီးတော့ကိုနာမည်ဆိုတာကိုခက်ရှာပေါ့နော်ပြီးလို့ရှိရင်လည်းအဲ့ဒီလူတဲ့ဟာအမြဲတမ်းဒီဓာတုရနိုင်မဲ့မမြင်ရတဲ့ဓမ္မတွေကနှကောင်းနှမျက်တွေဓာတုဘုရားကိုတဆင့်လှူနိုင်မဲ့ဓမ္မတွေကနှကောင်းနှမျက်တွေကိုအမြဲတမ်းတိုင်တယ်ပြီးတော့လှူပစ်ပါတယ်ဟုတ်ဟုတ်ကဲ့အဓိကတော့အဲ့လိုခက်ခဲနေတဲ့နေရာတွေပေါ့နော်ခက်ခဲချက်တဲ့နေမဲ့လူမမယ်အရွယ်လေးတွေတွေ့ရင်ပိုဆိုးတာပေါ့နော်လူမမယ်အရွယ်လေးတွေဒီလိုခက်ခဲနေတဲ့ဟာမျိုးတွေဆိုလို့ရှိရင်ပို့ပြီးတော့လူချင်းတန်းစင်တွေပိုပေါက်တယ်အဲ့လိုမျိုးပေါ့ကိုဗစ်လည်းကိုဗစ်တန်ဒီကိုဗစ်ပေါ့နော်လူတွေပေါ့စန်တာတွေအတွက်ကိုတောင်းဝင်ယူထားတဲ့ brand နဲ့ပတ်သက်ပြီးတော့စမ်းွယ်ပြီးလှူတာတွေလည်းရှိတယ်ကိုယ်တိုင်လည်းစမ်းစီစားစိတ်အကုန်လှူတာတွေလည်းရှိရပါတော့ဒါခဏမတင်ပြဖြစ်တာပါအဲ့လိုမျိုးတွေတော့ရှိရတာကြုံရင်ကြုံတယ်လို့ပေါ့တရားပေါ်တယ်လို့ပေါ့လုပ်ပါတယ်ဟုတ်လူပြီးလို့ရှိရင်တော့ဘယ်တော့မှမမျှော်ကိုပါဘူးလူပြီးရင်တော့တာရုခေါ်တယ်နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ဖြစ်ပါစေဆိုပြီးပဲဆုတောင်းတယ်ပေါ့နော်ကျန်တဲ့ဟာတော့တိတ်ပြီးမမျှော်လင့်ဘူးပေါ့ကန်အကျိုးပဲပေါ့တကယ်လို့ကျွန်တော်ကကားအက်ဆီဒန့်ဖြစ်ပြီးတော့ခြေကျိုးလက်ကျိုးဖြစ်မယ်ဆိုလို့ရှိရင်ဒီကန်အကျိုးတရားတွေကလှူခဲ့တဲ့အတွက်ကြောင့်မလို့ maybe ပုံးပဲ့တန်ရပဲရချင်ရမယ်ပေါ့
ဒီလောက်လေးတဲ့ကျွန်တော်မျှော်လင့်ပါတယ်ကျန်တာအများကြီးမတွေ့ ဘွားတကနေအမီမီတာကြော်ထက်အောင်နော်ဒီတီတီရဆိုလို့အဝဲတဲဝဲတာနော်ပတိရာဖူဒီဖူစာတိဖိုင်ခွေမွေဟာဖလိုနေမနော်ဘာဒိုရတာနော်ဘာမနုခိုလေနော်ဖူစာဒီတိဖာနေဘာဥလချိုလကောဒဘာစီလူခုလူကွဲနော်တမီလည်းဘာခွေမွေဟာဖလိုဒီပါနော်ခိုးသားနေဝဲဟိမဘူးလောဝဲတာနော်ဂျေနီနော်အကလော့တချီနော်တော့တဲဝဲတာမနော်အနောကောနေမပတာနီဒီနေပကပတ်လက်ဒူချက်ဖော်ရတာစီကိုဝဲလက်ဒူချက်ဘာသာတော့ပဒူချက်တသေးပါအခုသားနေနော်ပို့ဝဲတာတဲ့တကလူမနော် voice လပကတူဒါလာဝဲတီကောမနော်တော့အဝဲပါဖလာထဝဲတာကလူမနော်တဲဒါနမီကွာဒါလက်ပဒိုတာကိုမူပူဒါလေနော်လောတာကညောဒုမနော်တာမီကေထော်ဒီဘာသာတော့တဲဒါတာဝဲနေမီတာတာနော်ကောမနော်ဟိုတိုင်းနေမနော်နမီဒိုသူဒိုတာနေမနော်အဝဲတဲ့အတဟဲဝီဒါတက်လေခေါပလဝဲနေနော်တဲဒါမီတာလာအနာမနော်ဟိုတိုင်းနေကြော်ထဲအောင်နော်အဝဲဟိမပူဝဲတာဂျေကလော့တချီဝဲနေတော့အဝဲနေတာဂရလာကောပြရဘူးနော်သူပေါ်တာဆက်လက်ထတော့မှာဘူးနီနော်မိဝဲတာ Mandalay Korean Youth Association နော်ကညောတာဆာဂရလာဝဲနီ Mandalay ဟိုတန်နေပတိပါဒါလောကောပြရချီလောကောပူဒါဝဲနော်တာဆာလက်ခေတဖာ New Generation တော့အဝဲနီပဒေကြလဲပေါ်လက်ခေတဆိုနီနော်အဝဲတိထီဝဲတာတကဲထော်တော့အဝဲတိဥဝဲတာတဲ့တတာကညောနော်ဟိုတန်နေအဝဲတိစာထောနော်ဥဒတာဒုတူဒုတာနော်ဒေါ်ဝဲတိမဆဝဲတာပွာဘကောဘခဲတမီထဲပါကညောဖူပါကလူဒုခခစီကောနော်တမဆဒီနီတီဥအခုတန်းနေမိဝဲတာဒါကပေါ်အရေတခါနော်ဗမ်နုကိုလေဘခုခဲလက်ချီကောကနိုင်ကေပွာလက်ချီလောကောပူမီတချီဝဲတာလဲဒါဝဲနေမီတာကေကောနီနော်ပေတဲကြလဲprogress တူဥပါမဆာတော့ခေပစာထောချီဝဲလီနော်ဘွာလကောပြဘူးဘွာလက်ချီလောကောပူတိဖာဝဲတိထီဝဲတာလဲဒါလာအကေထော်ဒကလူဒူနော်ကညောဖုံးမီကလူခခမီမိတာလဝဲနေအလောတာဘဒိုတော့ဝဲနေထော့ပါဝဲတာဝဲတိသူ့စာမနော်ဟိုသားနေထော့ဖို့နေတဲတင်နော်ပမစ်ဒီဝါနေပပတ်ဒီဝဲတာဘွာလက်ကေပဒိဒါနော်ကောနော်ဒီအမိဝဲတာပယောတိပဒိုနော်နေကြည့်ရနော်ဘွာလက်ဥလက်ချီလောကောပူတိဖာနေပကဘာဒီကေထော်လပတူမီနော်ပအဲလိုက်တိဖာနော်ခုသားနေနော်ရဲ့ဒိုအဝဲနေဟိခေါ်ဟိနော်တဲ့တိပါတဲ့တိတနော်တိကတိလီပါတဲ့တိတိတိဒီပါနော်ခုသားနေနော်ယတာခူဒိုမလာဝဲအတမဝဲစီမီတမီတလာအဘာစာနော်တပတူပတာဝဲနေနော်ကေထော်ဝဲတာတကွာလိုလပွားကော့ပြောဖိုးခခတိတဖာဟုံမနော်ခုသားနေရဲ့ဒို share တဲ့တိတော့သူပေါ်တာစားတနော်လာညောနေလကလဝါကလောနော်ရေကတဲ့တလကလဝါကလော if you guys follow the news yesterday you see Myanmar Celebrity TV channel they just post an interview they did with Myanmar actor named Choi Tae-ao and he donated 100,000 to the current displaced people that are running from the Myanmar military and the reason why I want to share this I think this is powerful because no matter how much we fight outside of the country, if people inside the country they don't see this as a problem, we won't make progress as much as we should. But now they start seeing this and they have sympathy on the people they are persecuted. So this is a good thing, and that's why I want to urge you guys. Whenever you wanna like share news or fight with your the oppressor, you name the real person like Myanmar military, not the Burmese people, because now you see they could be our like support group there, and they could be like people that help us in some other ways too, and their voice is also important because they are inside the country. So that's why I want to share with you guys. I hope this encourage you guys in some way. Yep, that's all I want to say, no? W do ma, no? Doi uda ye do hiko hino tila we ata master da ata pata la riwe mo no. Do keke ni yega ma da video la payok lo la katu sibli wa ko ta ni ye do la ti share wa da video we ni a di to katu we da la we na bu do katu se ko la ko pyo ti lo ko bu we ni tu bota sa ga ti pha u mo no w do ma tu mi kwa channel we so de bla ni subscribe ba la video pho la ye thumbs up ko la si ko da ti comment pha ni de ki w ko so